ဒီအကြောင်းသားကိုလည်းချုံကျင်တယ်ပြီးလို့ရှိရင်မြန်ဆမ်မွန်တက်ပြီးတော့မြန်အလုပ်ဝင်ကျင်တယ်ပေါ့နော်ဆိုတော့ဒီလိုကလေးတွေအတွက်ကိုကျောင်းတစ်နှစ်နဲ့ဆမ်မွန်2နှစ်ဆိုတဲ့ program အပြင်ကိုကျောင်းသားခကိုပါအမားတို့အနေနဲ့ long plan education လုပ်နေပါမိတ်ဆက်ပေးတယ်နောက်ဆုံး community က amazing ဟောမှာကိုဒေးစ်အားလုံးမင်္ဂလာပါဒီနေ့အမကအခုဒီဂျပန်ဝင်ကျောင်းနဲ့သွားတဲ့ကလေးတွေအကုန်လုံးကအားလုံးကအကြောင်းကိုတစ်နှစ်ပဲတက်ချင်ကြတယ် language school ကိုလေနော် language school တစ်နှစ်ပြီးရင် sermon 2နှစ်ပေါ့နော်ဆိုတဲ့ဟာမျိုးမြန်မာကလေးတွေကငကိုတွေကဂျပန်လောက်တဲ့စွမ်းရည်ကအရင်မြင့်တယ်အဲ့ဒီအတွက်ကြောင့်မို့သူများ2နှစ်တက်ရတဲ့ program တွေကိုတစ်နှစ်တစ်နှစ်တက်ရင်လည်း N2 လောက်ကတော့အနည်းဆုံးအောင်ကြတယ်ဒါကြောင့်ကလေးတွေကဒီအကြောင်းသားကိုလည်းချုံကျင်တယ်ပြီးလို့ရှိရင်မြန်ဆမ်မွန်တက်ပြီးတော့မြန်အလုပ်ဝင်ကျင်တယ်ပေါ့နော်ဆိုတော့ဒီလိုကလေးတွေအတွက်ကိုကျောင်းတစ်နှစ်နဲ့ဆမ်မွန်2နှစ်ဆိုတဲ့ program အပြင်ကိုကျောင်းသားခကိုပါအမားတို့အနေနဲ့ long plan education လုပ်နေပါမိတ်ဆက်ပေးမယ် class 1ကျောင်းတွေဖြစ်တဲ့အပြင်ကိုမြို့ကြီးတွေမှာပဲရှိတယ် COE လည်းစိတ်ချရတယ်ဆိုတဲ့အကြောင်းမျိုး language school တစ်နှစ်နဲ့ဆမ်မွန်2နှစ်ဆိုတဲ့အကြောင်း10ကျောင်းအောင်မှရထားတာဖြစ်တဲ့အတွက်ကြောင့်မို့အမအနေနဲ့ဒါတွေကိုအသေးစိတ် seminar လုပ်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ seminar မှာဝင်ရောက်ဆွေးနွေးပြီးတော့မှစိတ်ဝင်စားရဆိုလို့ရှိရင်ဝင်ပြီးရှောက်ထားလို့ရပါတယ်။ seminar ကိုရှောက်ထားဖို့အတွက် seminar မှာဝင် join ဖို့အတွက် link လေးကို comment မှာဆက်ထားပေးပါမယ်ရှင်။ဒါဆိုရင်အားလုံးနဲ့ seminar မှာတွေ့ကြမယ်။မတမ်းနဲ့